ကျွန်တော်တို့အပြစ်ရှင်တော်ယေရှုခရစ်တော်လာခဲ့လားကဲသွားပြီကျွန်တော်ကိုချစ်လားချစ်တယ်ချစ်လို့အသက်တော်မှာဆုံးတာပဲလေဟုတ်လားအသက်ဆုံးပြင်းနောက်ပိုင်းမှာကျွန်တော်နားလေရမေးရယေရှုခရစ်တော်ကသူနေရာယူတဲ့နေရာကဘယ်လိုမျိုးနေရာလဲအဲ့ဒါဒီနေ့ကျွန်တော်အတူကကြည့်မယ်လူကာအခန်းကြီး1အငယ်38မှာတော့ယေရှုခရစ်တော်လောကမှာလူစားတိလာခနဲ့ခါအခြားသောအပြုကညာအများကြီးရှိပါတယ်ယေရှုခရစ်တော်နေရာယူခြင်းကအကျွန်ုပ်ဒီထာဝရဘုရားရဲ့ကြုံမဖြစ်ပါ၏ကိုရောအေးစကားအတိုင်းအကျွန်ုပ်၌ဖြစ်ပါစေတော်ဟုဝန်ခံတော်မာရိဝုံပိုက်ထဲမှာပဲနေရာယူတယ်အာမင်လူကာအခန်းကြီး2အငယ်4ယောဒပြည်တွင်ဘယ်လီအမင်ရှိတော်ဒါဝိဒ်မြို့တို့တွား၏ယေရှုခရစ်တော်လောကမှာဖွားမြင်လာတဲ့အခါလူစားတိလာခတဲ့အခါမှာတခြားမြို့အများကြီးရှိပါတယ်ဘယ်မြို့မှမရွေးချယ်ဘူးဒါဝိဒ်မြို့မှာဘာကြောင့်လဲဆိုရင်ဒါဝိဒ်ကဖယားကိုတေးဆန်ငါတတ်တဲ့သူယေရှုကတကယ်မြင်လာတော့တောင်ပေါ်ကိုသူရဲ့တပည့်တော်12ပါးတဲ့ကပီတူယာကိုယောဟန်3ယောက်ပဲခေါ်ရတာမောရှိတဲ့အေလိယကယေရှုနဲ့ထပ်တူဘုံအတိန်နဲ့ထင်ရှားလာတဲ့နေရာလေကိုရောမျက်နှာလိုက်လာသလားတပည့်တော်12ပါးမဟုတ်လားအကုန်လုံးခေါ်ခဲ့လေမခေါ်ပါဘူးပီတူယာကိုယောဟန်ပဲတိတယာအေယောရဲ့သမီးတည်သွားပြီပီတူယာကိုယောဟန်3ယောက်ပဲခေါ်တာ3ယောက်ပဲကျန်တဲ့လူမခေါ်ပါဘူးဂေရရှိပါယာစွတ်တော်ရောတပည့်တော်7ယောက်ယူဒရှာကယောရန်တို့ပဲပါတော့ပြီလာဂက်စတီရှိမအယာကိုခေါ်တော့တဲ့ကောင်တီတိုက်အမှန်တကယ်မရှိအောင်လာပီတူယာကိုယောဟန်ဒီဘက်လာငါနဲ့နီယေရှုနဲ့အနီးနားမှာခေါ်တော့မှတခါလေးရင်ဖွင့်တာငါစိတ်နှလုံးတဲပူပန်နေတယ်ပြည့်ရအဲ့ဒီ3ယောက်နဲ့တိတ်မဝေးတဲ့နေရာမှာယေရှုသွားဆွတ်တော့တယ်ကိုရောပဲရွေးကောက်ထားတာလေ12ယောက်တည်းတယောက်မရှိတော့ပါဘူးလေ17ယောက်ဒီ17ယောက်ကိုရောတနေရာပဲထားပါလားဒန်းတူဆက်ဆံပါလားကိုရောမရပါဘူးပီတူယာကိုယောဟန်ကအင်မတန်မှသူများတဲ့နှလုံးသားကပြင်းပြတ်တော်သူဖြစ်တယ်စံတော်ရှိတော်သူဖြစ်တယ်အာမင်မတ်တဲခန်းကြီး29အငယ်50မှာတွားမယ်အရိမတဲမြို့သားယောသအမည်ရှိတော်တထဲဒီယေရှုတပည့်တော်ဖြစ်တယ်နေလုကာခန်းကြီး23အငယ်50နဲ့51ထိုအခါယူဒပြည်အရိမတဲမြို့သားယောသအမည်ရှိတော်လူအရာရှိတယောက်ဒီအခြားသောလူအရာရှိတို့တိုင်ပင်စီရင်ခြင်းကိုဝန်ခံတော်သူမဟုတ်ဖယားသခင်နိုင်ငံတော်ကိုမျော်လင့်တော်သူတော်ကောင်းသူတော်မြတ်ဖြစ်တည်နေအရိမတဲယောသကလွတ်တော်မှာအရာရှိတထဲယေရှုရဲ့တပည့်ယေရှုလေတထဲမလားမသိဘူးနော်အရာရှိတရားမလားမသိဘူးနော်မဆိုင်ပါဘူးသူရဲ့တပည့်တော်ဖြစ်တဲ့ယောသရဲ့တင်ချိုင်းပြည့်ရဲ့အဲ့ဒီယောသကတဲ့လွတ်တော်မှာတဲ့တခြားသောသူရဲ့တငယ်ချင်းတွေကဖယားနဲ့ပတ်သက်မှစန့်ကျင်တဲ့အများကြီးပြောမှာပဲဒါမဲ့ယောသလက်မခံအဲ့ဒီယောသကဖယားသခင်ရဲ့နိုင်ငံတော်ကိုမျော်လင့်နေတော်သူဖယားကြည့်လိုက်ယောသသူတော်ကောင်းသူတော်မြတ်တင်းချိုင်းတော်မှာပုတ်ကရတင်းချိုင်းရှော့မရွေးပါဘူး
ဖျားကသူ့ရဲ့သားတော်လောကမှာစေလွတ်လာတဲ့အခါမှာလူတိုင်းကိုချစ်ပါတယ်အပြစ်သားကိုလည်းချစ်ပါတယ်အဲ့ဒါတက္ကနာတကယ်နေရာယူတဲ့အခါမှာအထဲမှာနှလုံးသားကနေသူ့များတဲ့ပြင်းပြစွာကိုရောကိုစာငတ်တော်သူရဲ့နှလုံးသားကိုရောကိုနံပါတ်တိပြီးတဲ့နှလုံးသားအဲ့ဒီနှလုံးသားပဲဖယားရှင်နေရာယူမှာဖြစ်ပါတယ်